အားလုံးပဲမင်္ဂလာပါဒီနေ့ဇက်မိုင်းနဲ့ပတ်သက်တဲ့ဘုဒ္ဓအကြောင်းအရာလေးတစ်ခုကိုကျွန်တော်ဝေမျှပေးချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့ရေအကြောင်းပဲဖြစ်ပါတယ်ကျွန်တော်တို့တက်ရှိလောကကိုကြည့်လိုက်တဲ့အခါမှာရေဒီမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်အဲ့အတွက်ကြောင့်ရေကိုကျွန်တော်တို့ကနေ့စဉ်နဲ့အမျှအသုံးပြုရတာဖြစ်ပါတယ်ဒီနေ့ကျွန်တော်ဝေမျှပေးသွားမယ့်အကြောင်းအရာလေးကတော့ဖတ်ထားတဲ့စာနောက်ပြီးတော့လေ့လာထားသမျှစာလေးတွေကိုပြန်လည်ပြီးတော့မှဝေမျှခြင်းဖြစ်တယ်ပေါ့နော်အကြောင်းအရာလေးကိုမစခင်မှာမိခွန်းလေးတစ်ခုနဲ့စချင်ပါတယ်ရေကိုလုံလောက်စွာတောက်သုံးခြင်းဆိုတာပါလေနော်ရေကိုလုံလောက်စွာတောက်သုံးခြင်းဆိုတာကျွန်တော်ရခန္ဓာကိုယ်လှုပ်ဆောင်ချက်များကိုပုံမှန်အတိုင်းဆောင်ရွက်နိုင်ဖို့ရအတွက်လိုအပ်တဲ့ရေပမာဏကိုဖြစ်တင်ပေးခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်နော်ကျွန်တော်ရခန္ဓာကိုယ်ဒီ90%ကနေ85%ပြီးရေနဲ့ဖွဲ့စည်းထားတဲ့အရာဖြစ်တဲ့အတွက်ကြောင့်နေ့စဉ်ကျွန်တော်တို့လှုပ်ရှားမှုကျွန်တော်တို့ရဲ့ဆုံးထုတ်လိုက်တဲ့အညစ်အကြေးတွေပုံမှန်မှုကျွန်တော်မှာရေဓာတ်တွေဆောင်းရှုံးသွားတယ်ပေါ့နော်အဲ့အတွက်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ပုံမှန်အတိုင်းဆောင်ရွက်နိုင်ဖို့ရအတွက်လိုအပ်တဲ့ရေပမာဏကိုကျွန်တော်တို့ကဖြည့်ဆွတ်ပေးရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့အသက်ရှင်နေထိုင်ခြင်းမှာတောက်သုံးတင်တဲ့ရေပမာဏဆိုတာရှိတယ်ပေါ့နော်လူတူးခြင်းရဲ့ကို၄ချိန်နောက်ပြီးတော့မှလှုပ်ရှားမှုရာသီဥတုကျန်းမာရေးအခြေအနေပေါ်မူတည်ပြီးမှတယောက်နဲ့တယောက်လိုအပ်တဲ့ရေပမာဏလည်းတူညီနိုင်မှာမဟုတ်ပါဘူးကွဲပြားနိုင်တယ်ပေါ့လေနော်ဒါပေမဲ့ကျန်းမာရေးပညာရှင်တွေကရေဘူးရလမ်းညွှန်ချက်အရာရှိပါတယ်အဲ့ဒါပါလဲဆိုတော့အမျိုးသားတယောက်မှာတစ်နေ့ကိုစုစုပေါင်းအရေပမာဏ3.8 လီတာခန့်တောက်တော့မှဖြစ်ပြီးတော့မှအမျိုးသမီးများအတွက်တစ်နေ့ကိုစုစုပေါင်းအရေလီတာ2.8 လီတာခန့်တောက်သုံးဖို့လိုအပ်တယ်ဆိုတော့မှစာထဲမှာလေ့လာတွေ့ရှိရတယ်ပေါ့နော်ဆိုတော့ဒီပမာဏကရိုးရိုးရေအပြင်ကျွန်တော်တို့နေ့စဉ်စားတောက်လိုက်တဲ့အစားအစာတွေထဲမှာပါတဲ့အရည်တွေတိအရည်တွေဟင်းသီးဟင်းရွက်တွေမှာပါတဲ့အရည်တွေကိုပေါင်းစပ်လိုက်ခြင်းဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကအဲ့ဒီအရာကိုပေါင်းစပ်လိုက်ပြီးတော့မှစားတောက်သုံးရမယ်လိုအပ်တဲ့အရည်ပမာဏက3.8 လီတာ2.8 လီတာဖြစ်တော့ညာလည်းပဲကျွန်တော်တို့ဒီလိုမျိုးရိုးရိုးရေဆိုရင်အမျိုးသားတစ်ယောက်အတွက်ဆိုရင်ရေက2 လီတာတောက်သုံးဖို့လိုအပ်တယ်လို့အမျိုးသမီးတစ်ယောက်မှလည်း2 လီတာနီးပါးတောက်သုံးဖို့လိုအပ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အရေးကြီးတဲ့မှတ်သားစရာတစ်ခုကပါလဲဆိုတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်မှာရေလုံလောက်မှုရှိမရှိကိုကျွန်တော်တို့ကစမ်းသပ်နိုင်တယ်ပေါ့နော်ဘယ်လိုမျိုးစမ်းသပ်လို့ရမလဲဆိုတော့ကျွန်တော်တို့ရဲ့ဆုံးထုတ်လိုက်တဲ့စီးကနေပြီးတော့မှကျွန်တော်တို့ကြည့်လို့ရတယ်ကျွန်တော်ရဲ့စီးအယောင်ဒီအဝဖြော့ဖြော့လေးရှိခဲ့မယ်ဆိုရင်ဒါဒီကျွန်တော်ရဲ့ခန္ဓာကိုယ်ဒီရေဓာတ်လုံလောက်မှုရှိတယ်စီးလဲကြည်နေတယ်ဆိုရင်လည်းဒါကျွန်တော်ရဲ့ခန္ဓာကိုယ်မှာရေဓာတ်လုံလောက်မှုရှိနေပါတယ်တကယ်လို့ကျွန်တော်ကစီးကအဝရင့်ရောင်ဒါမှမဟုတ်အနီရောင်အဲ့လိုမျိုးဖြစ်ပြီးဆိုရင်ဒါချွေရင်းချက်တစ်ခုခုရှိနေမယ်လို့ကျွန်တော်တို့ခံယူလို့ရတယ်ပေါ့လေနော်ဒါဆိုရင်ကျွန်တော်ရဲ့ခန္ဓာကိုယ်ရေဘယ်လောက်လိုလဲဆိုတော့ပြီးတဲ့အခါမှာကျွန်တော်တို့ရေကိုလုံလောက်တောက်သုံးခြင်းအဖြစ်ရရှိလာတဲ့အကျိုးကျေးဇူးတွေကိုလည်းဝေမျှပေးချင်ပါတယ်နံပါတ်1တစ်ချက်ကရေကိုလုံလောက်စွာတောက်သုံးခြင်းအဖြစ်ရရှိလာတဲ့အကျိုးကျေးဇူးကကိုယ်တွင်အပူချိန်ကိုထိန်းညှိပေးနိုင်တယ်ပေါ့နော်ကျွန်တော်ရဲ့ခန္ဓာကိုယ်ကအပူချိန်မြင့်တက်လာတဲ့အခါမှာချွေးတွေအဖြစ်ထွက်သွားပြီးတော့မှဒီရေတွေကလည်းကျွန်တော်ရဲ့ခန္ဓာကိုယ်တွင်အပူချိန်ကိုပြန်လည်ပြီးမှညှတအောင်ထိန်းညှိပေးတဲ့အရာတစ်ခုဖြစ်ပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ရေကိုလောလောဆယ်တောက်တောက်ချက်အဖြစ်ကျွန်တော်တို့ခန္ဓာကိုယ်အရန်ပူလာတော့ပါတော့ဖြစ်တော့ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့အဆစ်အမြစ်တွေပေါ့နော်ဒီလိုမျိုးခြေစစ်လက်စစ်ကြောရိုးစစ်ခါစစ်စသဖြင့်အဲ့ဒီဟာတွေကိုကောင်းကောင်းလည်ပတ်နိုင်မှုရန်အတွက်ရေကိုကောင်းလုံလောက်စွာတောက်သုံးခြင်းတွေလည်းဒီအဆစ်တွေကောင်းမွန်စွာလည်ပတ်လှုပ်ရှားနိုင်ခြင်းပဲဖြစ်ပါတယ်နောက်နံပါတ်3တစ်ချက်ကမလိုလားအပ်တဲ့အဆိပ်အတောက်တွေကိုဖယ်ရှားပေးတယ်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့နေ့စဉ်စားတောက်လိုက်တဲ့အစားအစာတွေထဲမှာအဆိပ်အတောက်တွေပါမယ်မလိုလားအပ်တဲ့အရာတွေပါတယ်
အဲ့ဒီဟာတွေကိုဆုံးထောက်နိုင်ဖို့ရအတွက်ကျွန်တော်တို့ကရေကိုလော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 က်တောက်သုံးခြင်းအဖြစ်အဲ့ဒီအစိတ်တောက်တွေကဘယ်ကနေတစ်ဆင့်ဆွပြလိုက်လဲဆိုရင်ချွေးရနေတစ်ဆင့်ဒါမှမဟုတ်ရှင်စီးရနေတစ်ဆင့်ဒါမှမဟုတ်ရှင်မစင်ရနေတစ်ဆင့်ဆုံးထုတ်ပေးပါတယ်ပေါ့နော်နောက်အရေးကြီးတာတစ်ခုကဘာလဲဆိုရင်ရေကိုလောလောဆောတောက်သုံးခဲ့မယ်ဆိုရင်ကြောက်ကဆိုင်ရာယောဂတွေကိုလည်းကာကွယ်ပေးပြီးသားဖြစ်ပါတယ်ပေါ့နော်နောက်နံပါတ်၄တစ်ချက်ကဘာလဲဆိုတော့အစာချေစနစ်ကိုကောင်းမွန်စေပြီးတော့မှဝမ်းမှန်စေပါတယ်ပေါ့နော်အစာချေဖြစ်ရမှာရေကအလိုရေးကြည့်တယ်အဲ့ဒါပြင်ကျွန်တော်စားလိုက်တဲ့အစာစားထဲမှာမြင်တတ်တဲ့ဒီရေတွေကပေါင်းစပ်လိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့ဝမ်းကမချုပ်တော့ဘဲနဲ့ဝမ်းပုံမှာလေပတ်နေပါတယ်ပေါ့နော်ဆိုတော့ရေကိုလောလောဆယ်တောက်တုံးချက်ကျေးဇူးနံပါတ်၄တစ်ချက်ကတော့ဝမ်းမှန်စေတဲ့အစာချေစနစ်ကိုကောင်းမွန်စေပါတယ်နံပါတ်5တစ်ချက်ကတော့စိတ်ခံစားချက်နဲ့အုံနောက်လှုပ်ဆောင်ချက်ကိုတိုးမြင့်စေပါတယ်ပေါ့နော်ရေဓာတ်လုံလောက်လို့ရှိရင်ကျွန်တော်တို့ကစိတ်ပိုင်းဆိုင်ရာကြည်လင်ပြတ်သားမှုတွေကိုရရှိတဲ့အပြင်ကျွန်တော်ရဲ့စိတ်ခံစားချက်လည်းတိုးမြင့်ကောင်းမွန်စေပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အလုပ်တစ်ခုကိုလုပ်တဲ့အခါမှာအာရုံစူးစိုက်မှုတွေပိုပြီးမှကောင်းနိုင်တယ်လို့ကိုယ့်ရဲ့မှတ်ဉာဏ်လည်းပိုပြီးမှကောင်းမွန်စေပါတယ်တဲ့နောက်တစ်ခုကကျတော့ခေါင်းကိုက်ခြင်းမူးဝေခြင်းတွေကိုလည်းရောပါစေပါတယ်ဒါကရေဓာတ်လုံလောက်ချက်အဖြစ်ရရှိစေတဲ့အကျိုးကျေးဇူးများချက်တစ်ချက်ပဲဖြစ်ပါတယ်နောက်နံပါတ်6တစ်ချက်ကတော့နှလုံးကျန်းမာရေးကိုထောက်ပံ့ပေးပါတယ်ပေါ့နော်ဆိုတော့ရေဓာတ်လုံလောက်တဲ့အခါမှာကျွန်တော်ရဲ့ခန္ဓာကိုယ်မှာသွေးလက်ပါမှုကပုံမှန်ဖြစ်စေပြီးတော့မှသွေးဖိအားကိုလည်းထိန်းညှိပေးတဲ့အတွက်ကြောင့်ကျွန်တော်ရဲ့နှလုံးကျန်းမာရေးကိုလည်းကောင်းမွန်စေပါတယ်နောက်ဆုံးတစ်ချက်ကဘာလဲဆိုတော့အသားရည်ကိုစုပ်ပြီးတော့မှကျန်းမာစေပါတယ်ပေါ့နော်ယနေ့ခေတ်လူတွေကအသားရည်ကောင်းဖို့ရန်အတွက်တခြား chemical ပါတဲ့လိမ့်တာတို့ပါတော့ပေါ့နော်အဲ့ဒါအများကြီးသုံးပြတယ်သို့တော်ကြောင့်လည်းပဲရေကိုတော့ဝဝလင်းလင်းတောက်ရလားလိုအပ်တဲ့လောက်ပမာဏအတိုင်းတောက်ရလားဆိုတာကိုမေးရနေပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့လိုအပ်တဲ့ရေဓာတ်ကိုလောလောလောက်တောက်သုံးခြင်းအဖြစ်ကျွန်တော်ရဲ့အသားရည်ကိုစုပ်ပြီးမှကျန်းမာစေပါတယ်ပေါ့နော်ဆိုတော့ဒီနေ့ဝိညာဉ်ပေးလိုက်တဲ့ရေကိုတောက်သုံးခြင်းအဖြစ်ကျွန်တော်ရဲ့ကျန်းမာရေးကိုအထောက်အကူပြုစေပါတယ်ဆိုတဲ့အကြောင်းအရာလေးဟာအားလုံးအတွက်ကျန်းမာရေးအသိပညာတစ်ခုတိုးပွားစေမယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်ပေါ့နော်ဆိုတော့နောက်ထပ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ဘုဒ္ဓတာလေးတွေကိုရရှိဖို့ရအတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ပေါ့နော်ဆိုတော့ဒီနေ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာလည်းဆက်လက်ပါမှတွေ့ကြရအောင်